လေးတော့ငခုရင်းလေးချက်စားကြည့်မှာဖြစ်ပါတယ်အရင်ဆုံးကျက်သွန်ဒီကျက်သွန်ဒီထောင်းလာတာကိုအယောင်တင်နဲ့စီးတက်ထားပါမယ်ရေခမ်းသွားပြီဆိုရင်ဒီလေးနည်းနည်းထည့်ထားလိုက်ပါမယ်ပြီးရင်တော့ရေခမ်းသွားတဲ့အထိမိနစ်နဲ့ငယ်ထားလိုက်ပါမယ်အခုဆိုရင်တော့နည်းနည်းလေးမှုပြီးအရသာရှိချက်ရလေတဲ့ငခုရင်းလေးတစ်ခွက်ရပါပြီရှင်